content မကောင်းရင် sale မဖြစ်ဘူးဆိုတာမသိသေးဘူးလားဈေးလဲချပေးရတယ် promotion လဲချပေးတာအဲ့ဒါအောင်မှလူတွေကဘာလို့မဝယ်ကြရလဲဒီလိုမျိုးမေကုန်းနေမင်းနေရပြီဆိုလို့ရှိရင်တော့တင်းရဲ့လုပ်ငန်းမှာလက်ဟာမှုတစ်ခုတော့ရှိနေပါပြီအဲ့ဒါကတော့ content marketing ပါပဲ content marketing ဟာဘာကြောင့်မို့အရေးကြီးတာလဲလူအများစုဟာသူတို့ရဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကောင်းတာနဲ့ sale တက်မယ်လို့ထင်ကြပါတယ်ဒါကြောင့်မို့လို့ဒီနေ့ content လေးမှာတော့ content marketing နဲ့ပတ်သက်ပြီးတော့အဓိကအရေးကြီးတဲ့အချက်လေး၃ချက်ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ trust လို့ခေါ်တဲ့ယုံကြည်မှုပါပဲလူတွေက product တစ်ခုကိုဝယ်တဲ့အခါမှာသူတို့ယုံကြည်စိတ်ချရတဲ့ product ကိုပဲဝယ်ကြတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုရီရဲ့ brand ဘက်ကလည်း content marketing တည်ဆောက်တဲ့အခါမှာ sale နဲ့ပတ်သက်ပြီး content တွေကိုတင်ဆက်ပေးနေတာမျိုးမဟုတ်ဘဲနဲ့ဒီ product ကိုဘယ်လိုမျိုးအသုံးပြုရမလဲနောက်ပြီးတော့ product နဲ့ပတ်သက်တဲ့ knowledge sharing တွေတခြားသော knowledge sharing တွေကိုလည်းပုံမှန်တင်ဆက်ပေးပြီးတော့ customer တွေနဲ့ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ value လို့ခေါ်တဲ့တန်ဖိုးပါ customer တွေက product တစ်ခုကိုဝယ်ယူတဲ့အခါမှာဈေးနှုန်းတစ်ခုတည်းကိုကြည့်တာမဟုတ်ဘဲနဲ့ဒီ product ကသူတို့ရဲ့လိုအပ်ချက်ကိုဘယ်လိုမျိုးဖြည့်ဆည်းပေးနိုင်လဲဘယ်လိုမျိုးစွမ်းဆောင်ရည်ပေးနိုင်လဲဆိုတာကိုလည်းကြည့်ပြီးတော့ဝယ်ယူကြတည်လာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကို product ဘက်ကလည်းဒီတန်ဖိုးတစ်ခုအနေနဲ့ပေါ့နော် customer တွေကိုဘယ်လိုမျိုးပေးနိုင်လဲဆိုတာမျိုးကိုလည်း content တွေမှာဖော်ပြသင့်ပါတယ်နောက်တစ်ချက်ကတော့ target audience ပါပဲ content တစ်ခုကိုမတင်ခင်မှာကိုကတော့ဘယ် customer တွေကို target ထားမယ်ဘယ်လိုမျိုး audience တွေဖန်တီးမလဲဆိုတာကိုကြိုတင်ပြီးတော့ပြင်ဆင်ထားသင့်ပါတယ်ဒီလိုမှသာကိုတင်လိုက်တဲ့ content ဟာထိရောက်တဲ့ target မှန်ကန်တဲ့ content တစ်ခုပဲဖြစ်ပါလိမ့်မယ်ကျွန်တော်အခုဖော်ပြပေးသွားတဲ့အချက်လေး၃ချက်ကိုဒါတစ်ချက်ခရီးတစ်စိုက်ဖန်တီးသွားမယ်ဆိုလို့ရှိရင်တော့ content တွေကိုအကောင်းဆုံးဖန်တီးနိုင်မှာဖြစ်ပြီးတော့ sales လဲတက်လာပါလိမ့်မယ်